ရှိမောင်ကိုကိုဝေရောက်မယ်မင်းရှိနာမှာအစင်ခါစားမယ်အရာတိုင်းပြောင်းလဲတတ်တဲ့ဆိုပေမဲ့ပြောင်းလဲသွားတဲ့အချက်တစ်ခုအတွက်ကျွန်တော်မှခံနိုင်ရင်မရှိခဲ့ပါဘူးသူနဲ့ပတ်သက်ခဲ့တဲ့အမတ်တရားအရာမတင်တော့တဲ့ကျွန်တော်ရဲ့ပါဖို့ကအနန္တပွင့်ပျော်ရွှင်စရာကောင်းတဲ့ရောင်ဆုံးချက်အတိတ်တွေအားလုံးကတိမ်တွေလိုပြောင်းလဲခြင်းများနဲ့အတူပြောက်ခွဲသွားပြီလားထမပူဝဲမစကားမင်းကပြောရတယ်ဒီရင်ကိုတန်ရများနဲ့မင်းလေးထားခဲ့မယ်ဆိုကိုရဲ့အသေးကွယ်ကြည့်ခဲ့ပြီးနာကြည့်ခြင်းကအချက်လားဘဝတစ်ခုလုံးမျောလင်းခြင်းများအဆုံးသတ်တော့မှလားကျင်နာခြင်းအစစ်တွေနဲ့ချစ်ခဲ့သောအတိတ်တွေလွယ်လွယ်နဲ့နင်းလေကြောခိုင်းပြီးမုံမေးသွားတော့မှလားကိုရင်လေးကချစ်ခြင်းကိုအိုမေးလေးငယ်ကြည့်အောင်ယူနိုင်တယ်မင်းမရှိတဲ့နေ့ရက်တွေတဲ့ချစ်တဲ့ဘက်ကစုံစည်းဖို့အတွက်မဟုတ်လားအိုးချစ်ကလောင်မြိုက်တဲ့မိတော်လားငါဘဝနဲ့မရှိလို့မဖြစ်ဘူးအရန်ခံစားလို့နေပြီတရားများနဲ့မင်းလေးမထားခဲ့လိုက်နဲ့ကျင်နာခြင်းအစစ်တွေနဲ့နန်းတွေပေးဘူးတဲ့ဒီချိန်မှာတရားများနဲ့မင်းလေးထားခဲ့ပြီပေါ့ကိုရဲ့အသေးကွယ်ကြည့်ခဲ့ပြီဒါမင်းရဲ့အမတ်တရားများယူခြင်းနဲ့အချင်းမင်းမရှိတဲ့နေ့ရက်တွေတဲ့စုံစည်းဖို့အတွက်မဟုတ်လားအိုးချစ်ကလောင်မြိုက်တဲ့မိတော်လားငါဘဝနဲ့မရှိလို့မဖြစ်ဘူးအရန်ခံစားလို့နေပြီတရားများနဲ့မင်းလေးမထားခဲ့လိုက်နဲ့ချစ်အတိတ်ဘက်ကသူမိစားဖို့မဟုတ်လားရန်ခံစားလို့နေပြီတရားများနဲ့မင်းလေးမထားခဲ့လိုက်နဲ့တရားများနဲ့မင်းလေးမထားခဲ့ပါနဲ့